မိုင်းကိုတခဏနာပြန်ရေးတာဗျအရင်သမိုင်းတွေဖြတ်ခံလိုက်ရလို့တခဏနာပြန်ရေးတာမှန်နှမ်းရာဇဝင်တော်ကြီးအဲ့ဒီဟာတွေနော်အခုဒီတော့နောက်ဆုံးထွက်လာတဲ့သမိုင်းကတော့ဗျာတပည့်တော့သူတော်တိတရာဇဝင်တော်ကြီးတော်ကြိုက်ပါတယ်နော်စိတ်ကူးချွတ်ချွတ်လည်းထုတ်တယ်တပည့်တော်ရာပြေးပုံနှိပ်တက်ကလည်းထုတ်တယ်သူတော်တိတရာဇဝင်တော်ကြီးနော်ဒီတော့ပုံရိုက်ပြီးပို့ထားလိုက်နော်ဆိုတော့အဲ့ဒါရှင်များတို့သမိုင်းသမားတွေသမိုင်းကိုစိတ်ဝင်စားရင်ဖတ်ရမယ်စာနုကိုလည်းမချစ်နဲ့သူစာကိုလည်းမပြစ်နဲ့စာနုကိုလည်းမချစ်နဲ့အနုညံ့အနုရွလေးတွေကြီးစိတ်ကူးရင်တွေကြီးသမိုင်းမှာမြန်မာပြည်ပြတ်တဲ့သမိုင်းကိုအဲ့ထက်မှာသူတော်တိရရာသွင်းတော်ကြီးသုံးသပ်ပြထားတယ်အနုပညာကဘယုတ်ဒုက္ခကြလာရင်စာကမဟုတ်ဒုက္ခတွေရေးလာရင်တခါတည်းအနုရွတွေအဖွဲအသီးတွေတိတ်များလွန်းရင်လူတွေကပျော့သွားတာလူပျော့လို့မရဘူးဂျပန်ကမာအောင်လုပ်ထားတာဂျပန်မှာနှစ်ခုတွေ့လိမ့်မယ်ဟောဒီမှာထပ်တရာပန်းချထားပန်းလေးလိုပဲနုညံ့တယ်ဟောဒီမှာဂိုက်ဒိုဓာချပါဒါလိုပဲထပ်တယ်သူတို့နိုင်ငံဒါကြောင့်လောကရန်တွေဘလောက်ရင်ဆိုင်ရ